ကျွန်တော်တခြားလူတွေပြောတဲ့စကားတွေကျွန်တော်ကတော့မပြောတတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကတစ်သလုံးဘာသာမဲ့ဘာမှမကူးခွင့်ကျွန်တော်အခုအသက်42နှစ်ပြည့်တော့မယ်မကြခင်မှာဆိုတော့ကျွန်တော်သိတဲ့အတိုင်းပဲကျွန်တော်ရိုးရိုးလေးပဲပြောမယ်ကျွန်တော်စံစာတွေကစကားလုံးတွေလည်းမသိဘူးဒီနေ့ကျွန်တော်လာတာမဟုတ်ဘူးအဖို့ခံရတာအဲ့တော့ကျွန်တော်ဘဝမှာဒီလိုမျိုးစင်မို့တက်တာတခြားเจ้าနေနဲ့ပဲတက်ဘူးလားဒီလိုမျိုးဖះเจ้าတစ်ခုမှာဒီလိုစင်မို့တက်ပြီးတော့ဂုံတော်ချီးမွမ်းတဲ့တခြင်းဆိုတာဒါဘဝမှာပထမဆုံးပဲတကယ်ပထမဆုံးပဲဒီ person မှာပထမဆုံးပဲအသိဝါဒကျေးဇူးတော်ကိုသိဝါဒကျေးဇူးတော်ဆိုတာဘာလဲဆိုတော့သိဝါတော့ကျွန်တော်ဒီသချင်းလေးပထမဆုံးဆိုချင်တယ်ဗျာတခါမှမဆိုဘူးသေးဘူးကျွန်တော်ရဲ့လောက်ဆောင်မှုမပါပဲရာရာကျေးဇူးတော်သက်သက်ပါတန်ဖို့မရှိတဲ့ကျွန်တော်ရဲ့ဘဝကိုရောကြောင့်လာပါခဲ့တာကျွန်တော်ရဲ့အားနေခြင်းမှလည်းကိုရောရဲ့ကျေးဇူးကဆုံးလင်းနေအဆုံးစားမဲ့သခင်ရဲ့ချစ်တာကျွန်တော်ကိုသိမ့်ပိုက်ခဲ့ပြီကျေးဇူးတော်တက်တက်နဲ့ဆိုနိုင်တာတခါမဆိုဘူးကျေးဇူးများတင်ပါတယ်ကျွန်တော်အတော်ဆိုပြောမေးတာအတော်ဆိုအဆိုတော်တွေကြားထဲမှာကျွန်တော်အတော်ဆိုကျွန်တော်ကဆရာထွန်းထွန်းကဒီသေခြင်းတရားတွေအကြောင်းပြောသွားတော့ကျွန်တော်ငါဒီသချင်းလေးဆိုဖို့ရွေးထားမိတာမှန်သွားတယ်လို့မှန်သွားတယ်ဆိုတော့ကျွန်တော်တို့သေဘေးတွေအများကြီးပေါ့ကျွန်တော်တို့ဖြတ်ခဲ့ကြဘူးတယ်ဒါဒီမှာရှိတဲ့လူတိုင်းလဲအကြုံမှုများများကြုံဘူးလေကောင်းလေပဲသေဘေးတွေများကြုံဘူးတဲ့လူကပို့ပြီးတော့သဘောပေါက်လိမ့်မယ်မနှက်ပြန်နေတွေကိုကျွန်တော်တို့တကယ်မပိုင်ဘူးဆိုတာသဘောပေါက်လိမ့်မယ်ကျွန်တော်တို့ပိုင်တာဘာမှမရှိဘူးဆိုတာကိုပို့ပြီးသဘောပေါက်လိမ့်မယ်ဒီသချင်းကကျွန်တော်ပထမဆုံးကြားဘူးတာ Irene စင်မမြင့်ဆိုတာကိုကြားဘူးတာဒါပေမဲ့စောတာရေးတယ်လို့ကျွန်တော်သိရတယ်မမျော်လင်းတဲ့တနေ့မှနေဝင်ခဲ့ရင်အဲ့တော့အဲ့ဒီချိန်လည်းကျွန်တော်အိမ်မှာတေချင်းတရားနဲ့ပတ်သက်တဲ့ကိစ္စကျွန်တော်ခံစားရတာကာရာအိုကေဖွင့်ပြီးဆိုတာအိမ်မှာ live တွေမှာလည်းကျွန်တော်ဆိုတယ်ကျွန်တော် live တွေမှာဖွင့်ရင်လည်းဆိုဖြစ်တယ်ကျွန်တော်ကြိုးစားပြီးတော့ချင်းမုံပါမှာဗျဟုတ်ကဲ့အသေးချစင်စားမိတ်ဆွေအချိန်တွေကတရွေ့သွားနေတယ်အတန်ဝိညာဉ်ဆုံးရှုံးငယ်ရင်ဘာနေမှရွေဝဲမရအသေးချစင်စားကြည့်ပါတမလွန်တွေစိတ်ချပြီလားမမျော်လင့်တဲ့တနေ့မှနေဝင်ငယ်တခါလဲဆက်ပြီးတော့တက်တည်ခံလိုက်မယ်နော်ကျွန်တော်အချိန်တော့အများကြီးမသုံးဘူးဘာလို့လဲဆိုတော့အကုန်လုံးလဲပင်ပန်းနေကြတာဆိုတော့လေနော်ဒီတချင်းတဲ့ပုတ်ကsorry တချင်းကျွန်တော်ကတော့ပြောတယ်လို့ပဲပြောခွင့်ပေးပါနော်ကျွန်တော်ဒီတချင်းတဲ့ပုတ်ကကျွန်တော်အသေးချင်းတရားနဲ့ပတ်သက်လာရင်ကျွန်တော်ဒီတချင်းနားထောင်ပြတယ်ကျေးဇူးတော်ကိုခံစားရချိန်တိုင်းမှာကျွန်တော်ကဆရာငယ်လေးရဲ့တချင်းနားထောင်ပြတယ်ကျေးဇူးတော်တက်ပါဘာလို့သိသွားလဲဆိုကျွန်တော်ပိုင်တာဘာမှမရှိတာကိုသိသွားတာကျွန်တော်ဒါကြောင့်ကျွန်တော်ပြောကျွန်တော်လာတာမဟုတ်ဘူးလို့ကျွန်တော်ဘော့စတန်ကိုလာတာမဟုတ်ဘူးရောက်လာတာကိုချင်းမင်းနဲ့ဆရာထွန်းထွန်းနဲ့သူတို့ချင်းချင်းသူ့ဘာစကားပြောကျွန်တော်လာပြီးတော့ဒီမှာလာပြီးတော့တက်တည်ခံဖို့အတွက်အဲ့တော့တက်တည်ခံတယ်ဆိုကိစ္စကျွန်တော်ကိစ္စလည်းမဟုတ်ဘူးဘဝမှာတစ်ခါမှတက်တည်မခံဘူးဒီလိုဖခင်เจ้าဆင်မြင်မို့ဒါ first time တကယ် first time ဖခင်เจ้าရဲ့ stage မို့တကယ် first time အရင်ကျွန်တော် professional ရကျွန်တော် stage မို့တက်တယ်ဆိုတော့တခြားအကြောင်းတွေပြောတာဒီဖခင်เจ้าနဲ့ကျွန်တော်နဲ့ဘာမှမဆိုင်အဲ့ပြီးတော့ဘုန်းကြီးเจ้าနဲ့ဆိုင်လားဆိုတော့မဆိုင်ပြန်ဘူးကျွန်တော်ကဘယ်ဟာနဲ့မှမဆိုင်တာကျွန်တော်ကငငယ်လေးတဲ့အလွတ်ကြီးဖြစ်နေတာကျွန်တော်ဖြစ်တည်မှုကအသီးသန့်ဖြစ်နေတာအဲ့ကျွန်တော်ဘာသာမှမကိုးကွယ်တသက်လုံးမကိုးကွယ်အဲ့အတွက်လည်းမရှက်ဘူးအဆင်ပြေတယ်ဘာလို့လဲကျွန်တော်ကဘာသာရေးနဲ့ကျွန်တော်ဝေးနေတာဝေးနေတော့ကျွန်တော်လွတ်လပ်တယ်ကျွန်တော်လွတ်လပ်မှုကိုကျွန်တော်ဝิญဉ်ငါကြိုက်တာဒါကကြီးလာမှဒီ spirit ဆိုတဲ့ကိစ္စကိုသိသွားတာဝิญဉ်တော်ဆိုတဲ့ကိစ္စဒါနောက်ပိုင်းကျမှပြန်ပြီးတော့အခုချိန်ကျမှ
အော်ခရစ်ယာန်တွေကဘလို့ခေါ်တာပဲဒါဟုတ်ဒါပေမဲ့ကျွန်တော်ဘုရားငငယ်လေးတွေကကျွန်တော်ကခေါင်းနဲ့မနေတတ်ဘူးကျွန်တော်အုံနောက်နဲ့မနေတတ်ဘူးကျွန်တော်တွေးရတာကြိုက်တယ်ခေါ်ရတာကြိုက်တယ်ကိစ္စတစ်ခုကိုကျွန်တော်အရန်သိချင်တယ်ဆက်စုတယ်ဒါပေမဲ့ကျွန်တော်အဲ့ခေါင်းကိုကျွန်တော် decision ချတဲ့အခါမှာကျွန်တော်ခေါင်းကိုမသုံးတတ်ဘူး